ကိုင်းတိုင်းထီးချိုင်းမြို့နယ်အင်းတော်မြို့နယ်ကတာမြို့နယ်နဲ့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တကောင်းဒေသတွင်ကျူးကျော်ဝင်ရောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို FPV ဒရုန်းများနဲ့တိုက်ခိုက်ချေမှုလျက်ရှိရမှာစစ်သားများပြားသေဆုံးလျက်ရှိတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းနဲ့ပြန်ကြားရေးဌာနကတရားဝင်ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှစ၍မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တကောင်းမြို့ကိုသိမ်းပြီးနောက်ထီးချိုင်းမြို့နယ်အင်းတော်မြို့နယ်နဲ့ကတာမြို့နယ်တွင်ကိုကျူးကျော်ဝင်ရောက်လျက်ရှိတဲ့စစ်ကောင်စီတပ်သားတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖများကမဟာမိတ်များနဲ့အတူပူးပေါင်းပြီး FPV ဒရုန်းများနဲ့ထိရောက်စွာတိုက်ခိုက်ချေမှုလျက်ရှိတယ်လို့အသိပေးထားပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကစစ်မှုထမ်းဥပဒေဖြင့်မတရားဖမ်းဆီးအာရမစစ်မှုထမ်းခိုင်းစေထားတဲ့လူငယ်လူရွယ်များပြည်သူ့စစ်ပါစာများကိုအကာအကွယ်ပြုကာစစ်မျက်နှာဖွင့်နေတော်လဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့်အင်အားများပြားပြုံးတိလျက်ရှိတယ်လို့သိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ကိုပြည်သူလူထုယုံကြည်အားကိုးရတဲ့ကြစ်လက်ခိုင်မာသောတပ်မတော်ဖြစ်လာစေရန်ကြိုးပမ်းတည်ဆောက်လျက်ရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းနဲ့ပြန်ကြားရေးဌာနကအတည်ပြုထားတာဖြစ်ပါတယ်ခင်ဗျာအကြမ်းဖက်စစ်တပ်ကမတရားဖမ်းဆီးထားတဲ့လူထုခေါင်းဆောင်တဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ထံသို့ပုံမှန်ပါဆယ်ပို့ခွင့်ရနေတော့လဲလူချင်းတွဲဆုံခွင့်ကိုတော့စစ်တပ်ကခွင့်မပြုသေးဘူးလို့ဒေါ်ဆန်းစုကြည်ရဲ့ရှေ့နေဖွဲ့မှအဖွဲ့ဝင်တူကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ကဒေါ်ဆန်းစုကြည်ကိုဧပြီလ30ရက်နေ့မှာစတင်ကနေအိမ်ချုပ်သူပြောင်းရွှေ့လိုက်တော့လဲယခုချိန်ထိမြည်သူကိုများတွဲခွင့်မပြုသေးကြောင်းဒေါ်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကလည်းလူချင်းတွဲဆုံခွင့်ရရှိရေးစ조사နေတော့လဲပါဆယ်ပို့ခွင့်သာပုံမှန်ရရှိနေပြီးစစ်တပ်ကလူချင်းတွဲဆုံခွင့်ကိုတော့ခွင့်မပြုသေးဘူးလို့ထုတ်ဖော်ပြောဆိုထားပါတယ်လူချင်းတွဲခွင့်ကမပေးသေးဘူးပစ္စည်းပဲတွားပို့တာပဲတွားပို့တာတော့ရတယ်ပါဆယ်ကိုရဲစခန်းကိုပို့ရဲစခန်းကိုစစ်တပ်ကလာယူဒါပဲရှိတယ်ပါဆယ်ပစ္စည်းကတော့ဟင်းနဲ့မုံပဲသေးတာပေါ့ထမင်းကတော့သူ့ဘာသာချက်တာဟင်းကတော့တပတ်စာချက်ထားတာပေါ့အချောက်ချမ်းတွေပါတယ်နှွေးပြီးစားတာပေါ့နောက်ပြီးတတိတွေဖြစ်တဲ့ဒဝင်းသီးတရသီးတို့ပါတယ်လို့ဒေါ်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ဝင်တူကပြောဆိုထားတာပဲဖြစ်ပါတယ်စစ်တပ်ကဒေါ်ဆန်းစုကြည်ကိုပြင်ပမှလူပုဂ္ဂိုလ်များနဲ့တွေ့ခွင့်မပြုဘဲချုံနှောင်ထားတဲ့အတွက်တက်ရှိထင်ရှားရှိမရှိကိုမေးခွန်းထုတ်မှုများရှိနေပြီးဒေါ်ဆန်းစုကြည်ရဲ့သားဖြစ်သူကိုထိန်လင်းကလည်းမိခင်တက်ရှိထင်ရှားရှိကြောင်းတက်တည်ပြဖို့မြန်မာအကြမ်းဖက်စစ်တပ်ကိုတောက်လျှောက်တောင်းဆိုမှုတွေလှုံ့ဆော်လျက်ရှိပါတယ်အာဆီယံကုလသမဂ္ဂအမေရိကန်ဗြိတိန်ဥရောပသမဂ္ဂအပါအဝင်နိုင်ငံတကာကလည်းဒေါ်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများကိုချွင်းချက်မရှိချက်ချင်းလွှတ်ပေးဖို့အကြမ်းဖက်စစ်တပ်ထံကိုတောင်းဆိုထားကြတော့လဲစစ်တပ်ကမြည်သူနှင့်မြဒေါ်ဆန်းစုကြည်ကိုတွဲဆုံခွင့်မပေးဘဲဆက်လက်ချုပ်နှောင်ထားခြင်းလည်းဖြစ်ပါတယ်ခင်ဗျာဖလန်းမြို့နယ်ကတရံရောရွာကိုစစ်တပ်ကမိရှို့ဖျက်ဆီးမှုကနေအိမ်30ကျော်မီးလောင်ပြကျသွားတဲ့တဲ့တင်ကိုလည်းဖော်ပြပေးပါမယ်ချင်းပြည်နယ်ဖလန်းမြို့နယ်ကတရံရောရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကမိရှို့ဖျက်ဆီးလိုက်တာကြောင့်နေအိမ်30ကျော်မီးလောင်ပြကျခဲ့တယ်လို့ဒေသနေပြည်သူများကပြောဆိုထားပါတယ်မေလ1ရက်နေ့မှစတင်ပြီးဖလန်းမြို့မှာဟာခါမြို့ဘက်ကိုစစ်ကြောင်းထိုးလာတဲ့ကျန်းဖက်စစ်တပ်ကဖလန်းဟာခါလမ်းပိုင်းမှာရှိတဲ့တလန်ရောရွာကိုမိရှို့ဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။အဲဒီလိုကျန်းဖက်စစ်တပ်မိရှို့ဖျက်ဆီးတာကြောင့်တလန်ရောရွာရှိနေအိမ်30ကျော်လည်းမီးလောင်ပြကျခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဘက်ကစစ်ခွေးတပ်တွေကတလန်ရောရွာမှာရှိတဲ့နေအိမ်30ကျော်ကိုမိရှို့ဖျက်ဆီးသွားတာပါ။အဲဒီစစ်ခွေးတွေကကြေးရွာတွေကပြည်သူပိုင်းပစ္စည်းတွေကိုမှွေနှောက်ယူဆောင်တာတွေလည်းလှုပ်ဆောင်သွားတယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်။အလားတူမေလ1ရက်နေ့ကလည်းဖလန်းမြို့နယ်ဟွာငိုးရန်ဒေသတွင်ကခေါ်ပွေးကျိတ်ကျွေရောက်ကိုကျန်းဖက်စစ်တပ်ကလေနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ9ဦးသေဆုံးပြီး9လသားရွယ်ကလေးငယ်တို့အပါအဝင်စုစုပေါင်းကလေး6ဦးထိပါဝင်တယ်လို့ဆိုပါတယ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းအသက်29နှစ်အရွယ်ပူလန်ဒိုဖီလာနဲ့၎င်းရဲ့သားငယ်3ဦးတို့သေဆုံးကအခြားကလေးငယ်3ဦးတို့အသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာမြန်မာနိုင်ငံသားရေးဝန်ကြီးဌာနမှနိုင်ငံတွင်းဖြစ်ပျက်နေတဲ့အပြုသဘောဆောင်တဲ့ဖြစ်ပေါ်ပြောင်းလဲမှုတွေကိုအာဆီယံအဖွဲ့ဝင်နိုင်ငံအများစုကကောင်းမွန်စွာအတိအမှတ်ပြုထားတော်လဲအဖွဲ့ဝင်နိုင်ငံအနေငယ်ကကန့်သက်ချက်များခွဲခြားဆက်ဆံနေမှုတွေကိုဆက်လက်ထိန်းသိမ်းထားပြီးမြန်မာအစိုးရကိုတန်းတူကိုစားပြုမှုမှဖယ်ထုတ်ထားခြင်းကိုလည်းဆက်လက်လှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။အစိုးရသစ်နဲ့ထိတွေ့ဆက်ဆံမှုမရှိခြင်းကဒီမိုကရေစီအခွင့်အရေးများကိုကျင့်သုံးခဲ့ကြတဲ့မြန်မာပြည်သူများရဲ့စစ်မှန်သောဆန္ဒကိုလေးလျူရှုခြင်းဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်။ဤကပင်မဲအောင်လှိုင်ရဲ့အဖြစ်ကရွေးကောက်ပွဲကိုငွေကုန်ကြေးကြခံလှုပ်လာခဲ့တော်လဲဒုံရင်ကဒုံရင်ဖြစ်မှတက်မလာ၍ပောက်ကွဲတန်စင်များထွက်ပေါ်လာခြင်းပဲဖြစ်ပါတယ်။၎င်းတို့ရဲ့သဘောဆိုကအချက်ကိုဘေးချိတ်ထားသူပြီးဤသို့များခံစားရမှာမဟုတ်တော့လဲ၎င်းကိုအထင်ကြီးရှိနေကြတဲ့နောက်လိုက်များကြားမှာတော့နိုင်ငံရေးရာရောဂုံတိတ်ခါရပါထိကြိုက်နာကျင်စရာဖြစ်သွားခဲ့ရပါတယ်။နိုင်ငံတကာမှအယက်သားဆိုးရဟန်ဆောင်ပြီးတရားဝင်ဆိုးရဖြစ်လာပါကအာဆီယံလည်းဘာမှမတတ်နိုင်ဆက်ဆံလာကြမည်
ဖိအားများရော့ချပြီးအမေရိကန်နဲ့ပင်ဆက်ဆံရေးပြန်ကောင်းလာပြီးတရုတ်ရဲ့ဂုတ်ခွစီခံရတဲ့အဖြစ်မှအထိုက်လျောက်ပြေးရောက်နိုင်သည်ပြည်ပရင်းနှီးမြှုပ်နှံမှုများလည်းပြန်ရလာနိုင်တယ်လို့မက်လုံးများပေးပြီးသမ္မတရာထူးကိုမရမကယူလာခဲ့သူဖြစ်ပါတယ်။ဒါပြင်သမ္မတကြီးဦးဝင်းမြင့်ကိုဟန်ပြလွတ်ပေးခြင်းနိုင်ငံတော်တိုင်ပင်ခံကိုနေရာပြောင်းရွှေ့ပေးခြင်းများဖြင့်ကြိုးစားပြခဲ့ပါတယ်။ထို့သောနိုင်ငံတကာအတိုင်းဝိုင်းမှာတရားဝင်မှုရရှိရန်ဥဆောင်ကြိုးပမ်းနေတော်ညာလည်း၎င်းအားအိန္ဒိယနိုင်ငံများကတန်းတူမဆက်ဆံကြခြင်းအစည်းအဝေးခုံတဲ့နောက်ဆုံးသို့မဟုတ်လုံးဝမပါဝင်ရခြင်းကသူ့အာဏာနဲ့လုံခြုံမှုကိုထိခိုက်စေခဲ့ပါတယ်။အထူးသဖြင့်ရွေးကောက်ပွဲကျင်းပပြီးအရက်သားဆိုးရလို့မိမိကိုယ်ကိုပုံဖော်နေချိန်မှာယခုလိုပယ်ထုတ်ခံရမှုကပို၍ပင်ထိခိုက်သွားခဲ့ရပါတယ်။နေအောင်လိုက်ဖို့ကသမ္မတစစ်ဖြစ်မလာပဲလူတို့ကပေးထားတဲ့လှိုင်းသားရမင်းသားကြီးပွဲနဲ့ကျင်းနေရမလို့ဖြစ်နေပါတယ်။ဒီလိုဖြစ်ပျက်တွေကို၎င်းကကျင်းနေကောင်းကျင်းနေနိုင်တော်လဲဂျက်ဖို့ပါတီကတော့ထင်နိုင်မပေါက်လိန်ညာခံရသလိုခံစားနေကြပြီဖြစ်ပါတယ်။၎င်းတို့ဖို့ကမဲအောင်လိုက်လို့ကြလွတ်တော်ဥက္ကဋ္ဌဆိုကဝေယုံနဲ့ကြီးချုံပြီးအစည်းအဝေးမှာသွားထိုင်ပေးခဲ့ရရုံဝင်းကြီးရာထူးများအားလည်းအရေးမပါတဲ့နေရာ3-4နေရာလောက်ကိုဦးသိန်းစိန်လက်ထက်တကြားဦးများကိုသာခွဲဝေပေးခဲ့ရသည်များနဲ့ရောင်ရဲတင်းတိမ်ခဲ့ကြသည်မဟုတ်ပါလားနိုင်ငံခြားရေးဌာနရဲ့ကြီးညာချက်ထဲမှာမြန်မာပြည်သူများရဲ့စစ်မှန်တဲ့ဆန္ဒကိုလစ်လျူရှုခြင်းလို့ပါရှိခဲ့ပါတယ်တကယ်တမ်းပြောခြင်းဆိုကပြည်သူများရဲ့ဆန္ဒကိုလစ်လျူရှုပြီးနိုင်ထက်စီးနဲ့လှုပ်သွားတာကမင်းအွန်လိုင်းသားဖြစ်တယ်လို့၎င်းတို့စိတ်ထဲမှာတွေးเสียဖြစ်လာခဲ့ပါတယ်လူတို့ကယုံယုံကြည်ကြည်နဲ့မိမိတို့ကိုရွေးချယ်တင်မြှောက်လိုက်တာကိုမင်းအွန်လိုင်းလက်ထဲထိုးအပ်ရက်တယ်လို့လူတို့ကမထင်ကြပေဘူးလားတကယ်တမ်းမှာထိုးသောရည်ရွယ်ချက်နဲ့မဲပေးရွေးချယ်ခဲ့ကြသူများလည်းရှိကောင်းရှိနိုင်တယ်လို့ဆိုပါတယ်၎င်းတို့သဘောနဲ့၎င်းတို့အုပ်ချုပ်ခွင့်ရမည်ဆိုလျင်ဦးသိန်းစိန်ရဲ့ဩဝါဒခံယူပြီးလူတို့ကြိုက်ပြုပြင်ပြောင်းလဲများကိုတကြားကျွေးနိုင်စရာများများစွာရှိနေတာကိုမမြင်ဘဲနေကြမှာမဟုတ်ဘူးလို့ဆိုပါတယ်ဥပမာတက်စီကိုခွဲတန်းဖြင့်ရောင်းနေရသည်မှာအဆင်ပြေလာ၍စုံမစနစ်နဲ့သွာလာနေရတာကိုဖျက်သိမ်းပစ်ခြင်းFacebook ကိုပိတ်ပင်ထားခြင်းကမြည်တို့များမထိရောက်၍ VPN ခံရမလို့အောင်အရင်ကလိုပြန်လည်ခွင့်ပြုခြင်းပြေပထွက်ခွာလိုသူများခိတအလဲပြန်လာသူတွေကိုသတ်မှတ်ထားသောအခွန်ပေးဆောင်ပြီးပါကအကန့်အသတ်မရှိခွင့်ပြုပေးခြင်းလိုပဲဖြစ်ပါတယ်။ရန်ကုန်မြို့နယ်တူရဲ့ဆိုရာပြန်လာသူများကိုစီကံချက်မျိုးမျိုးထုတ်ပြန်နေတာကြောင့်မိသားစုများကထိုင်းသို့သွားပြီးတွေ့နေကြ၍ထိုင်းနဲ့ရန်ကုန်ကလေဆိပ်ဝန်ထမ်းများကိုအလုပ်ကျွေးပြုသလိုဖြစ်နေသည်သာအဖက်တင်နေတယ်လို့ဆိုပါတယ်။ဒါပြင်နေဆက်ကုန်သွယ်ရေးများကိုဖွင့်ပေးမယ်ဆိုကကုန်စည်များအရှံပဲဖြစ်လာနိုင်ပြန်ပါတယ်။စစ်တပ်အတွင်းမှလူများကလည်းလက်ရှိမှာထိုးထုတ်လုပ်ပေးပါကပြေးဟေဆိုလျင်ရန်ကုန်တစ်မျိုးလုံးလဲနေလေအောင်မြင်းဆောင်မကြံထွက်၍ပျော်ပျော်ကြီးပြေးကြမည်။ကခုံကြမည်ကိုသိနေပါလေရဲ့။ဤသူများမင်းအောင်လိုင်ကိုအကြံမပေးရကြပဲ။၎င်းတို့ခေါင်းဆောင်ကြီးကရုရှားသမ္မတပူတင်နဲ့ရှားရှားပါးပါးတွေ့ဆုံခွင့်ရခဲ့တဲ့ခိုက်တက်မှာပင်ကျွမ်းမင်းကြီးဖြစ်ခဲ့ပါတယ်လို့စာအုပ်ပင်ယူသွားပြီးပြောရတဲ့အသိဉာဏ်မျိုးပိုင်းဆိုင်ထားသူဖြစ်မှန်းသိထား၍အကောင်းပြောလဲအကောင်းထင်မှာမဟုတ်ပဲဇော်မဲလုံးရဲ့ကကြံဝါမျိုးစိုက်သွားနိုင်ပြီမဟုတ်ပါလားပူတင်ကလည်းမကြာမီကပြီးဆုံးသွားတဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲခမ်းနားသို့ဒီတစ်ခါတော့၎င်းအားမခေါ်ရတော့ပဲဒီတစ်ခါလာလျင်ကျွမ်းမင်းကြီးအဖြစ်မှာကြောင်မဲကြီးလို့ဘိုးမသိဘာမသိအပြောခံရနိုင်တယ်လို့တွေးပြီးစိုးရိမ်လာ၍လည်းဖြစ်ပါတယ်ရုရှားလူမျိုးများကကြောင်မဲ black cat အားကန်ဆိုးမှုကြုံရနိုင်တဲ့နမိတ်တို့ယုံကြည်ထားကြ၍လည်းဖြစ်ပါတယ်မင်းအောင်နိုင်ဖို့ကယူနီဖောင်းချုပ်ပြီးတိုက်ပုံပြောင်းဝင်လာတော့လေလက်ရှိတည်ငြိမ်တယ်လို့၎င်းယူဆထားတဲ့ပိုလီမြကြားနေမြဲအနေထားပြည့်ရင်းသွားမှာကိုစိုးရိမ်ကြောက်လန့်စိတ်နဲ့ဆုံးဖြတ်ချက်အလုံးကို၎င်းတို့တွေကသာချုပ်ကင်ထားခြင်းတဲ့အတွက်ပြောင်းလဲနေတဲ့အခြေအနေများအပေါ်မြန်မြန်ဆန်ဆန်နဲ့မှန်မှန်ကန်ကန်တုံ့ပြန်နိုင်စွမ်းမရှိဖြစ်နေတာကိုတွေ့နေရပါတယ်လူဟောင်းဖြစ်နေပြန်၍အခြားနိုင်ငံခေါင်းဆောင်ပြင်များလို့ဟန်နီမွန်ရက်တရားလည်းခန်းစားနိုင်ခွင့်မရှိအခုထိလည်းမြည်တို့လောကမည်မသိ၎င်းကျွမ်းကျင်တာကမိသားစုစီးပွားရေးသာဖြစ်ပြီးဂျန်နီများကဘယ်ချိန်ဖြစ်လာမည်များမသိသေးတဲ့အကြောင်းများကိုသာမိုးလာကဲလာပြောပြီးဟန်ကိုကိုနေခြင်းမျိုးသာရှိပါတယ်နိုင်ငံရေးသမားဖြစ်လို့လျင် political ပိုချာကိုနားလည်ရမယ်ဆိုတာကိုလည်း၎င်းကအစာတစ်ဖွဲ့လုံးလုံးလုံးများပဲမသိဘူးလို့ဆိုပါတယ်ဒီခုနိုင်ငံသားရေးဝန်ကြီးဌာနကလည်း၎င်းမသိဘဲနဲ့ကာကြီးခါခွေးပင်ရေးသားထုတ်ပြန်ရခြင်းမရှိကြ၍ယခုလိုရေးလာတာကိုကြည့်ပြီးမင်းအွန်လိုင်းပေါက်ကွဲပြီလို့ပြောနိုင်ခြင်းပဲဖြစ်ပါတယ်မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကဖိလစ်ပိုင်နိုင်ငံမှာပြုလုပ်တဲ့ထိပ်သီးအစည်းအဝေးမှာအစိုးရတပ်သားပြောနေတော့လေမိမိနိုင်ငံသားများအပေါ်ရက်စက်ကြမ်းကြုတ်မှုများဆက်လက်ကျူးလွန်နေစေဖြစ်တဲ့အတွက်အာဆီယံအစည်းအဝေးများမှာနေရာပြန်ရဖို့အဆင်သင့်မဖြစ်သေးဘူးလို့ရှင်းလင်းစွာပြောဆိုခဲ့ပြီးလည်းဖြစ်ပါတယ်။တကယ်လည်းမြန်မာမှာ polycrisis ခေါ်ပြဿနာများတစ်ခုနဲ့တစ်ခုဆက်ဆက်ရောထွေးပြီးတစုတဝေးတည်းဖြစ်လာနေတဲ့အကျက်အတဲပေါင်းစုံလင်လာတဲ့အရှုပ်ထုတ်ကြီးနဲ့ရင်ဆိုင်နေရပြီးမဲအောင်လိုင်းလိုပုံကိုမျိုးကရှင်းနိုင်ပါမည်လို့ဆိုတဲ့မိကုန်းကပတ်ပေါင်းစုံမှာထွက်ပေါ်လာနေပြီဖြစ်ပါတယ်။ထိုမိကုန်းရဲ့အဖြေကရှင်းပြီးမဲအောင်လိုင်းအနေနဲ့လက်ရှိကျင့်သုံးနေတဲ့ဆင့်အားသုံးဖြည့်ရှင်းနည်းနဲ့
၎င်းတို့ရဲ့ချုပ်ကင်ထားလို့တဲ့မူဝါဒများနဲ့ Polycrisis ကိုဖြည့်ရှင်းနိုင်မှာမဟုတ်ဘဲနိုင်ငံကိုပုံမနှဆိုင်တဲ့အကြက်တဲကိုသာဆက်ပြီးဆွဲခေါ်သွားဖို့ရှိနေတယ်လို့ဆိုပါတယ်။ထို့အတွက်ရလကကြေမော့ပျက်စီးနေတဲ့မြေအဖက်မဆယ်နိုင်အောင်ပျက်စီးသွားတဲ့လူနေမှုဘဝများနဲ့ရိုက်ချိုးခံရတဲ့အိမ်မက်များသည့်တောင်ကျွန်တော်တို့ခေတ်ကာလ၏အထူးအဖြစ်ဆိုးများအဖြစ်ကြန့်ရှိနေတော့မယ်လို့ဆိုပါတယ်။ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမည်